တောင်ကိုရီးယားစစ်စခန်းကိုရောက်ရောက်ချင်းပထမဆုံးနေ့မှာတင်မြောက်ကိုရီးယားသူရှုဟာသူ့အထက်လူကြီးရဲ့ဖက်နှက်တွေကိုတိုက်ချုပ်ပေးဖို့ခိုင်းစေခြင်းခံခဲ့ရပါတယ်သူကဒီအလုပ်မှာဒီလောက်တောင်ကျွမ်းကျင်နေမယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူးသူဟာလက်နဲ့ပါးစပ်ကိုအပေးယူများနဲ့အစအနမကြံအောင်အသေးချာတိုက်ချုပ်ပြခဲ့ပါတယ်ဒီလိုပြောင်းလဲနေတဲ့ဖက်နှက်တွေကြောင့်ပဲသူဟာပြင်းလက်စစ်တီအဖြစ်တိုက်ရိုက်ရာထူးတိုးပေးခြင်းခံခဲ့ရပါတယ်ဒါပေမဲ့မကြခင်မှာပဲသူရှုဘဝရဲ့အမြင့်ဆုံးစိန်ခေါ်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်တနေ့မှာတော့တောင်ကိုရီးယားစစ်သားတစ်ယောက်ဟာမြောက်ကိုရီးယားတပ်တွေထောင်ထားတဲ့မိုင်းတစ်လုံးကိုမတော်တဆနင်းမိသွားပါတယ်လူတိုင်းဟာကြောက်လန့်ပြီးအနာမကက်ရဲပဲတုတ်ဆိုင်နေချိန်မှာတော့ဒီသူရှုကတတိရှိရှေ့ထွက်လာခဲ့ပါတယ်သူဟာတဲတွေကိုဖယ်ရှားလိုက်တာနဲ့ဒါဟာဘာမိုင်းလဲဆိုတာချက်ချင်းသိသွားပါတယ်စစ်သားကိုဘေးတွန်းထုတ်လိုက်ပြီးစနက်တံကိုချက်ချင်းဆွဲနှုတ်ဖုံးကိုဂရုတစိုက်မပြီးမိုင်းကိုအဝေးကိုလွှင့်ပစ်လိုက်ပါအချိန်ပြင်းတဲ့ပောက်ကွဲမှုကြီးဖြစ်သွားပေမဲ့သူတို့အားလုံးအသက်ရှင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာသူဟာလူတိုင်းရဲ့သူရဲကောင်းဖြစ်သွားခဲ့ပြီးဒီလိုဘဝမျိုးမှာပဲထာဝရနေသွားခြင်းခဲ့ပါတယ်ဒါပေမဲ့ပုံမှန်နေ့လည်စာစားချိန်တစ်ခုမှာတော့သူဟာမြောက်ကိုရီးယားလူမျိုးဖြစ်နေတာကိုမတော်တဆလူမိသွားလူနေပါဖြစ်ခဲ့ပါတယ်အကြောင်းရင်းကတော့ရိုးရိုးလေးပါသူဟာတခါမှဒီလောက်ရတာရှိတဲ့အစားအစာမျိုးမစားခဲ့ဘူးလို့ပါပဲသူ့ရဲ့ထူးဆန်းတဲ့တုတ်ပြန်မှုကိုတက်စိန်မှုကချက်ချင်းသတိထားမိသွားပြီးမင်းရဲ့နေရက်ကဘယ်မှာလဲလို့လာမေးပါတယ်သူရှူဟာထိတ်လန့်သွားပြီးသူ့ရဲ့မြောက်ကိုရီးယားရွာနာမည်ကိုလွတ်ခနဲပြောမိတော့မလို့ဖြစ်သွားပါတယ်အဲ့ဒီနောက်ပြတလဲနဲ့ဟမ်ဘတ်လို့ဖြေလိုက်ပါတယ်အဲ့ဒါကတော့သူမြောက်ကိုရီးယားမှာတော့ကကြီးခဲ့မှုတဲ့ဂျာမန်ရုပ်ရှင်တွေကသူတည်တဲ့တခုတည်းသောမျိုးနာမည်ပါသူရှူကတော့စွန့်သွားပါတယ်သူကဂျာမန်စကားတစ်လုံးမှမတတ်ပါဘူးရုတ်တရက်ဆိုသလိုသူကြည့်ဘူးတဲ့ဂျာမန်ရုပ်ရှင်တွေကစာသားတစ်ချောင်းကိုတတိယသွားပြီးတုံရင်နဲ့ရွတ်ဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတခြားစစ်သားတစ်ယောက်ကတက်စိတ်မှုအထင်ကြီးအောင်ဆိုပြီးဘာသာပြန်ပေးဖို့ရှေ့ထွက်လာပါတယ်ဒါပေမဲ့အဲ့ဒီဘာသာပြန်တဲ့လူကလည်းဂျာမန်စကားမတတ်ပါဘူးသူလည်းရမ်းတုံနေတာပါကံကောင်းတာကအဲ့ဒီနေရာမှာရှိနေတဲ့ဘသူမှဂျာမန်စကားကိုတကယ်နားမလည်ကြပါဘူးဒါကြောင့်သူတို့နှစ်ယောက်ဟာအံ့ဩစရာကောင်းတဲ့စကားပြောခန်းတစ်ခုကိုဖန်တီးခဲ့ကြပါတယ်တယောက်ကယုံကြည်မှုအပြည့်နဲ့စကားပြောပြီးနောက်တစ်ယောက်ကစိတ်အားထက်သန်စွာနဲ့ဘာသာပြန်ပါတယ်ဘေးကစစ်သားတွေကတော့ဘလောက်တောင်စိတ်လှုပ်ရှားသွားလဲဆိုရင်မျက်ရည်တွေတောင်ကျလာကြပါတယ်တက်စိတ်မှုတောင်မှသူ့မျက်နှာကိုလက်နဲ့အုပ်ပြီးငိုပါတော့တယ်ဒီလိုနဲ့သူရှိုးရဲ့ရေးစရာကောင်းပေမဲ့ပြောင်မြောက်တဲ့တရုပ်ဆောင်မှုကြောင့်လူမိမဲ့အရေးကနေလွတ်မြောက်သွားခဲ့ပါတယ်